မိမကြီးအဲ့ဒီပတ်စံသိန်း90ကိုခဏယူထားလိုက်အောင်ယောက်ျားတွိုင်းလိုက်ခဏသွားလိုက်အောင်မယ်ဟော90အေးသိမ့်ထားမယ်နော်တလီ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 တလီလီဟယ်လိုဘယ်သူလဲကျော်ကြီးဖုန်းမဟုတ်ဘူးလားဒီဖုန်းကကျော်ကြီးဖုန်းဟုတ်တယ်နင်ကဘယ်သူလဲငါအသူကြီးစားပဲနင်ရောဘယ်သူလဲဟာငါကသူမိမသူမိမနင်ကဘယ်ကမိမပေါ်လာတော့ငါနဲ့သူနဲ့တွေ့ရ6လလောက်ရှိပြီဟဲ့စနိုက်ကျော်မရဲ့ပဲကောင်းမဟာဘယ်က6လလေးလာပြောနေတာတော့ငါနဲ့ကျော်ကြီးနဲ့ရထားတာ4နှစ်ရှိနေပြီ4နှစ်ရှိနေပြီနောက်မှပေါက်တဲ့ရွှေကြာကငါလာပြီးတော့နော်ဟောက်ချင်နေတာအဲ့ဆိုအကောင်ကျော်ကြီးငါ့ကိုလိန်သွားပါအဲ့ဆိုငါပတ်စံနေပြန်ပေးဟမ်ဘယ်ကပတ်စံတော့ဘာတွေပြောနေအောင်နေဘယ်ကပတ်စံမှာတော့အခုလေးတွေငါရှိရမုံမိုးအဖြစ်ပါမမဆိုပြီးတော့တောင်းသွားတယ်ပတ်စံ350နော်ပြီးဟိုတနေ့ကသူ့ညီမအတွက်တဲ့ဝယ်ပေးချင်လို့ပါဆိုပြီးတော့ LV8 တလုံးပြီးတော့နော်နောက်ဆုံးပေါ်ကားလေးစီးချင်လို့ပါဆိုပြီးတော့လဲသွားတယ်ကားဖို့ငါကိုယ်တိုင်ကားလိုက်ဝယ်ပေးလိုက်တယ်ကားအဲ့ဟာတွေအခုချက်ချင်းပြန်လာပေးခိုင်းလိုက်စမ်းဟောမမညီမလေးကစနေတာညီမလေးလေစိတ်မဆိုးနဲ့နော်မမကိုရခုအိမ်သာသွားလို့ညီမလေးကစလိုက်တာဟာလေဟာလန့်သွားပဲအဲ့လိုမျိုးကြီးမစပါနဲ့ညီမလေးရဲ့ဟုတ်ပြီနိကိုကြီးလာလို့ရှင်ဖုန်းဆက်ခိုင်းလိုက်လန့်သွားပဲတအားဟုတ်ကဲ့မမအချိန်ရလို့ရှင်အိမ်ကိုလာလဲအောင်နော်မမဟုတ်ကဲ့ဒါပဲနော်မမမလီတော်သေးရပါငါယောက်ျားလုံးယုံတော့မလို့တော်ပါသေး